ဇလန်းရဲ့အစာမှာတော့ကဘာကြီးမှလိုချင်တာအကုန်ပိုင်ဆိုင်ခဲ့တဲ့ပင်လယ်ဓမြကြီးဂိုးတော်ကြာကသူအသက်မခံရခဲ့အချိန်မှာစကားတခွန်းပြောခဲ့ပါတယ်။သူကသူ့ရဲ့ယတနာတွေကိုလိုချင်ရင်လိုက်ရှာဖို့ပြောခဲ့ပြီးအရာအလုံးကိုပင်လယ်ထဲမှာဝတ်ထားကြောင်းပြောဆိုခဲ့ပါတယ်။ဒီစကားကြောင့်အားလုံးကသူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ပင်လယ်ထဲကိုခီးထွက်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာပင်လယ်ဓမြနဲ့ရေတက်စစ်သားတွေကြားမှာပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကောင်မလေးတစ်ယောက်ကနာမီစီကိုစာရေးနေပါတယ်။သူမကနာမီအနေနဲ့သူများတွေလိုနှဆိုးတစ်သီးစားတာတို့အစွမ်းထက်တာတွေမရှိပဲသူမရဲ့ဘ ഹു တုဒနဲ့စွန်စားကနေဖွင့်နေခဲ့တာကိုအားကြနေခဲ့တာပါအခုလေသူမကစစ်ပွဲပြီးကလေးကပျောက်ဆုံးသွားခဲ့တဲ့နာမီတို့ကပြန်ပေါ်လာမယ်ဆိုတာကိုသတင်းရထားတာကြောင့်စာတစ်စောင်ရေးပို့ခြင်းနေတာဖြစ်ပါတယ်အဲ့ဒီအချိန်သူမရဲ့ဖွားကဝင်လာပြီးသူမကိုလက်ရှာတွေရိုက်နေပါတယ်ဒါပေမဲ့ကောင်မလေးကတော့သူမကအခြားသူတွေနဲ့မတူဘူးလို့ပြောလိုက်ပြီးနာမီကိုသွားတွေ့ဖို့စိတ်လောနေပါတယ်တစ်ဖက်မှာလည်းရေတက်စစ်သားတွေကရေခဲနှင်းရံကြီးကိုဖြိုချဖို့အတွက်ကြိုးစားနေပါတယ်။တစ်ဖက်ကစားတော့ဆိုင်ထဲမှာလူတွေကအကောင်းဆုံးသားသမားဇိုရိုရဲ့အကြောင်းကိုပြောနေပါတယ်။သူတို့ကဇိုရိုဟာအသက်ရှိသေးတယ်တည်သွားပြီဆိုပြီးတော့ညှင်းခုန်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာကလေးတွေကလည်းဖရန်ကီရဲ့အကြောင်းရေးထားတဲ့သတင်းစာကိုဖတ်နေခဲ့ပြီးအသက်ရှင်သေးလားတည်သွားပြီလားဆိုတာညှင်းခုန်နေပါတယ်။အဲ့ဒီအချိန်အဖရိုရောက်လာပြီးကလေးတွေကိုမောင်းထုတ်လိုက်ကသူမကစာရွက်ကိုကောက်ကင်ကြည့်ပါတယ်။အဲ့ဒီနောက်မှာတော့အဖရိုကဖရန်ကီရဲ့ဦးချောင်ချောင်နိုင်တဲ့ဓာတ်ပုံကိုကြည့်ပြီးတော့အတော်လေးစိတ်ပြတ်သွားပါတယ်။တစ်ဖက်မှာကောင်မလေးကတော့သူမရဲ့အိုက်ဒေါစီကိုသွားဖို့အတွက်ထွက်လာနေပါတယ်။ဘာလို့လဲဆိုတော့ကော်ရိုးအုပ်ထုတ်လူဖီအဖွဲ့သားတွေဟာဒီနေ့စာဘူဒီကျွန်းမှာဆုံကြမယ်ဆိုတာကိုသူမကသိနေခဲ့တာဖြစ်ပါတယ်။ကောင်မလေးတယောက်အရန်ကိုပျော်ရွှင်စွာနဲ့ထွက်လာခဲ့ပေမဲ့သူမသွားမဲ့လမ်းမှာလူတွေကအတော်များနေတာကိုမြင်လိုက်ရလို့စိတ်ပြတ်သွားပါတယ်။အဲ့ဒီအချိန်ဆိုင်ထဲမှာလည်းအားလုံးကတော့ဇိုရိုတို့ရဲ့အကြောင်းကိုပြောဆိုနေပါတယ်။ဒါပေမဲ့သူတို့မသိတာကဇိုရိုကလည်းအဲ့ဒီဆိုင်မှာရှိနေတဲ့ဆိုတာဖြစ်ပါတယ်။ဇိုရိုကသူ့ရဲ့အကြောင်းပြောဆိုနေတဲ့လူတွေကြောင့်စိတ်ပေါက်လာပြီးအားလုံးကိုတစ်ချက်စီတီးပေးလိုက်ပါတယ်။အဲ့ဒီအချိန်ရေတက်ဘူချုပ်ကြီးကတော့သူ့ရဲ့တပ်သားကိုလူဖီတို့ကိုဖမ်းဖို့အတွက်အဓိကတော့ချက်ကိုတည်သွားဖို့အတွက်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကလူဖီတို့ရဲ့ပိုစတာကိုကြည့်လိုက်ပြီးချိုပါကိုကြည့်ကဒါကအတော်လေးချစ်ဖို့ကောင်းတာပဲဆိုပြီးပြောခဲ့ပါတယ်။တစ်ဖက်မှာချိုပါကတော့အဖရိုရဲ့ဆိုင်ထဲကိုရောက်လာပြီးဖရန်ကီရဲ့အကြောင်းကိုဖက်ကသဘောတွေကျနေပါတယ်။အဲ့ဒီအချိန်ကောင်မလေးကတော့တစ်ဖက်ကနေပြေးထွက်လာရင်သူမကရေတက်စစ်သားနဲ့တဲတဲတိုးခဲ့ရပါတယ်။အဲ့ဒီအချိန်ရေတက်စစ်သားကသူမကြကြံခဲ့တဲ့စာရွက်ကိုသူ့ရဲ့စာရွက်လို့ထင်ပြီးကောက်ယူသွားပါတယ်။ဒါကြောင့်သူမကနောက်ကနေလိုက်ဖို့လုပ်ခဲ့ပေမဲ့နောက်ထပ်ရေတက်သားတစ်ယောက်နဲ့ထပ်ဆုံခဲ့ပါတယ်။စစ်သားကကောင်မလေးကိုကြည့်ပြီးတန်မိုးမရှိတဲ့ကြောက်ခဲတွေကအမောင်ထဲမှာပဲနေသေးတယ်လို့ပြောကထွက်သွားပါတယ်။ဒါကြောင့်ကောင်မလေးကသူ့ရဲ့ပစ္စည်းတွေကိုလက်ကောက်နေချိန်ဦးစွတ်ကရောက်လာခဲ့ပါတယ်။ဦးစွတ်ကသူမကိုအဲ့ဒီစစ်သားကဆိုင်ထဲကိုဝင်သွားတာလို့ပြောပြခဲ့ပါတယ်။တစ်ဖက်မှာတော့အားလုံးကဇိုရိုရဲ့အကြောင်းကိုထပ်ပြီးတော့ပြောဆိုနေစေဖြစ်ပါတယ်။အဲ့ဒီအချိန်အနောက်ကနေစန်ဂျီကရောက်လာပြီးမင်းတို့ကရင်ကြီးကောင်းအကြောင်းပြောနေပြီးခြေထောက်မဲအကြောင်းကိုတော့မပြောဘူးလားဆိုပြီးပြောပါတယ်။ဒါကိုကြားလိုက်တဲ့တယောက်ကတော့သူကဘလောက်အစွမ်းထက်လို့လဲစူချင်းငွေတောင်နဲတယ်လို့ပြောခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့စန်ဂျီတယောက်အတော်လေးပေါက်ကွဲသွားခဲ့ပြီးအားလုံးကိုထားတီးလိုက်ပါတယ်။အဲ့ဒီအချိန်ကောင်မလေးကတော့ဝိုင်းထိုင်နေတဲ့အားလုံးရဲ့စပွဲအောက်ကိုရောက်နေခဲ့ပါပြီ။ပြီးတော့သူမကသူမရဲ့စာရွက်ကိုယူဖို့အတွက်ကြိုးစားနေပါတယ်။အဲ့ဒီအချိန်တသားတယောက်ကဝင်လာခဲ့ပြီးသူ့ရဲ့ညီကိုအရေးကြီးတာကိုအရင်လုပ်ဖို့အတွက်ပြောဆိုခဲ့ပါတယ်။အကိုဖြစ်သူကတော့သူ့အနေနဲ့သူ့ရဲ့ညီကိုအယမ်းမုန်းတယ်လို့တွေးနေပါတယ်။ဒါပေမဲ့အဲ့ဒီစစ်ပွဲတုန်းကအဖြစ်အပျက်တွေကိုသူကပြန်ပြီးတော့တွေးမိသွားပါတယ်။အဲ့ဒီတုန်းကသူ့အနေနဲ့သူ့ရဲ့ညီကိုချမ်းမထားနိုင်ခဲ့ပါဘူး။ဒါအပြင်သူ့အနေနဲ့လူဖီကသူ့ရဲ့အကိုကိုဘယ်လောက်ထိချစ်တယ်ဆိုတာကိုသူကမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီတော့ကသူဟာလူဖီကိုကြည့်ပြီးတော့ညီဖြစ်သူကိုကယ်တင်နိုင်ခဲ့ပေမဲ့လူဖီကတော့သူ့ရဲ့အကိုဖြစ်သူကိုမျက်စိရှင်းမှလည်းဆုံးရှုံးလိုက်ရတာကိုပြန်ပြီးသတိရနေပါတယ်။အဲ့ဒီအချိန်တယောက်ကရောက်လာပြီးကော်ရိုးအုပ်ထုတ်ဖွဲ့သားတွေကိုတွေးထားကြောင်းပြောခဲ့ပါတယ်။ဒါကိုကြားတော့အားလုံးကလိုက်သွားကြည့်ခဲ့ပြီးကောင်မလေးကလည်းလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ဟိုရောက်တဲ့အချိန်မှာသူမမြင်လိုက်ရတဲ့နာမီရဲ့ပုံစံကြောင့်အတော်လေးကိုစိတ်ပြတ်သွားပါတယ်။ပြီးတော့သူမကဒါဟာနာမီမဟုတ်ဘူးဆိုတာကိုသေချာလေးသိနေပါတယ်။အဲ့ဒီချိန်ပစီဖစ်စတာတွေရောက်လာပြီးတိုက်ခိုက်ခဲ့တာကြောင့်အားလုံးကဖေယိုဖေရဲဖြစ်သွားပါတယ်။တစ်ဖက်မှာလည်းဆိုင်ရှင်အဖရိုကဘရူးရဲ့လက်မှတ်ကိုမွေလိုက်တာကြောင့်အတော်လေးကိုစိတ်လက်ကြနေပါတယ်။ကောင်မလေးကပြေးလာနေချိန်လူဖီကပေါ်လာခဲ့ပြီးအားလုံးကိုတိုက်ခိုက်နေတဲ့ပစီဖစ်စတာတွေကိုတခါတည်းပွဲသိပ်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ကလေးတွေကအဖရိုမြင်နေတာကိုမြင်လိုက်တော့လူဖီတို့ကလန်42မှာလူစုမှဖြစ်တာကြောင့်သွားကြည့်လို့ရကြောင်းသူမကိုပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်ကောင်မလေးတွေ့ခဲ့တဲ့ရေတက်စစ်သားကကောင်မလေးကိုထပ်တွေ့သွားပြီးမင်းကဒီမှာဘာလုပ်နေတာလဲလို့မေးခဲ့ပါတယ်။ကောင်မလေးကတော့သူမအနေနဲ့လူဖီတို့ကိုဖမ်းလို့ရအောင်ဖြက်လန်းကိုပြပေးမယ်လို့ပြောပြီးအပေးအယူအနေနဲ့သူမကိုခေါ်သွားပေးဖို့တောင်းဆိုပါတယ်။အဲ့ဒီအချိန်ကျုံးပေါ်မှာလည်းဘဲကရောက်လာမှန်းမသိတဲ့ပိုးကောင်ကြီးတွေကရေတက်သားတွေကိုတိုက်ခိုက်နေပါတယ်။
တစ်ဖက်မှာကောင်မလေးကလည်းဆိုင်ထဲကိုရောက်လာခဲ့ပြီးသူမကနာမီကိုဘလောက်အားကြတယ်ဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။နာမီကြောင့်သူမရဲ့ဘဝကိုပို့ပြီးတော့ရှေ့ဆက်နိုင်ခဲ့တာလို့ကောင်မလေးကပြောပြလိုက်ပါတယ်။လူဖီကိုအားကျနေတဲ့ရေတက်သားကလည်းကောင်မလေးရဲ့စိတ်ကိုနားလည်သွားပါတယ်။ဒါကြောင့်သူကကြံနေခဲ့တဲ့တော့ကိုပြလိုက်ပြီးနာမီကိုအဝေးကပဲကြည့်လို့ရမယ်လို့ပြောလိုက်ပါတယ်။နှစ်ယောက်သားအပြင်ကိုထွက်လာချိန်ရေတက်သားကစိတ်သက်ကြစေတဲ့ဝင်းညင်ရဲ့တိုက်ခိုက်တာကိုခံလိုက်ရတာကြောင့်ကောင်မလေးကသူတယောက်တည်းဆွတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမကနောက်ထပ်ဖမ်းဆီးတာကိုခံလိုက်ရပါတယ်။ရေတက်သားကသူမကိုဖမ်းထားလိုက်ပြီးလူဖီတို့ကိုတက်ကသူကနာမည်တစ်ခုကိုအရယူမှလို့ပြောဆိုခဲ့ပါတယ်။ကောင်မလေးကစိတ်သက်ကြသွားပြီးသူမအနေနဲ့ဘာမှမလုပ်နိုင်တော့ဘူးလို့ထင်သွားတဲ့အချိန်မှာအဖရိုတို့ကကောင်မလေးကိုဖမ်းထားတဲ့ရေတက်သားကိုဝင်တိုက်ခဲ့ပါတယ်။ဒါကြောင့်ကောင်မလေးကလွတ်သွားခဲ့ပြီးသူမကသူမရဲ့စာကိုကောက်ယူသွားတဲ့ရေတက်သားစီကနေစာကိုပြန်ယူပြီးထွက်ပြေးသွားပါတယ်။အားလုံးကတော့သူမယူသွားတာကလူဖီတို့ကိုဖမ်းဖို့အတွက်အထက်ကပေးလိုက်တဲ့တော့ချက်ဆိုပြီးကောင်မလေးကိုလိုက်ဖမ်းကြပါတယ်။အားလုံးကဝရုံသုံးကားဖြစ်ပြီးနောက်မှာတော့ကောင်မလေးကစာကိုဆွဲဖြေလိုက်ပါတယ်။ဒါကြောင့်အားလုံးကလမ်းသွားချိန်မှာတော့ကောင်မလေးကလူဖီရဲ့အတန်ကိုကြားလိုက်လို့လမ်းကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်ဆန်နီသင်းမောကြီးကစိတ်ကန်းကနေခွာသွားပြီးနာမီတို့ကလည်းလိုက်ပါသွားတာကိုသူမကမြင်လိုက်ရပါတယ်။ဒါကြောင့်ကောင်မလေးကစေးရေးသွားခဲ့ပြီးရေတက်သားတွေဘက်ကိုလဲကသူမယူလာတာကသူမရဲ့စာပဲဖြစ်ကြောင်းပြောပြလိုက်ကဇလန်းကလည်းပြီးသွားပါတယ်။